ကိုကြီးကဂီတာတီးမယ်ဆိုတော့ဂီတာလေးကင်ပြီးတော့ဂီတာကိုကျိုးညှိတာတမမငယ်ရလဲတော့ဟိုချက်တာပြတာသူတို့နဲ့စုံလဲဆိုတာချင်းဆိုလဲဆိုဖို့ညှိတဲ့ချိန်မှာကိုကြီးလက်မနဲ့လွတ်တော့ကျွန်တော်ကြည့်လိုက်တယ်ကျွန်တော်ဂီတာဘာချင်းတီးတယ်ကိုကြီးတော့ဟိုအတဲရတာပေါ့နော်အဲ့ချိန်မှာပဲသူ့လွယ်ကျိုးကြီးပြုတ်ကြအောင်ခွမ်းဆိုလက်ကျိုးကြီးကပြုတ်ပြီးဂီတာကြီးအောက်ပြုတ်ကြအောင်ဗီဒီယိုမှာလည်းပါတယ်ပါကျွန်တော်တော့သွားနောက်လိုက်တယ်အဲ့ဒါဗီဒီယိုထဲမှာပေါ့ကျွန်တော်ဟိုအမှန်လည်းပြောမယ်ကျွန်တော်မငယ်တွေ့တော့တုံလို့သွားလာပါကျွန်တော်စားတော့သူတို့အရင်တော့လင်းမရဆိုသူတို့အရင်တော့ဟိုအခုမှကွဲသွားဆိုကျွန်တော်သွားစားလိအောင်စားလိုက်တယ်ကျွန်တော်ကောင်းချစ်တာရင်ထဲကတီလာကျွန်တော်ဟာမကိုမျောလင်းရမှာလားစာရွယ်မငယ်သူကစကားပြောတာအရန်လာတယ်ကျွန်တော်အဲ့လိုသွားကြက်လိုက်တယ်မှာကျွန်တော်ဘင်းမှာကြက်ဒီတော့မငယ်တွေ့လို့တုံလို့သွားတော့ဒါ record တွေမှာမပါဘူးဟိုသူရိုက်တဲ့ကင်မရာတွေမှာမပါဘူးကျွန်တော်ချင်းစင်ပေါ်မှာလှမ်းကြက်လိုက်တာသူကအဲ့ရောအဲ့ဒီရန်ကောင်းတော့တော့ဘာပြန်ပြောလဲဆိုတော့အဲ့သူပြောတဲ့စကားမိုက်ထဲမှာပါတယ်ပြေးသက်တွေလည်းခုဒါတော့ကြားတယ်အဲ့ VC တွေမှာတော့ဘာပြောလဲဆိုတော့မငယ်ကိုတဲ့ကျွန်တော်တွေမကောက်ဘူးကျွန်တော်ရဲ့ဂီတာပါအလေးပြုတာပါတော့ကျွေးတယ်ဆိုတော့လည်းအကုန်လုံးကကျွေးမှာပဲလေကျွန်တော်လည်းရှိဘဲချင်းရှိမှာဘူးမှမသိတာဒါကျွန်တော်ကနားရေးပို့ရတယ်မှာဘလူးပြောင်းစောင်းမလေးကျွန်တော်ရောက်ရေးနေတာပဲကျွန်တော်ရေးတဲ့စောင်းမဆိုတာကွယ်လုံးပြီးတဲ့မှာကိုပေးပေါ်တော့ဆိုအကုန်ရေးနေတာကျွန်တော်တယောက်ရေးတာပဲဒါကိုတက်နိုင်တဲ့ဘက်ကနေပြီးသူတို့နှုတ်ဆက်တာပေါ့နော်နောက်ပြီးသူရဲ့သမိုင်းထဲမှာလူတွေသိတဲ့အကြောင်းအရာလေးတွေကလည်းchannel တွေမီဒီယာတွေကမသိတဲ့အကြောင်းအရာတွေအများကြီးရှိတယ်။အဲဒါသူတို့ကအဲ့လိုနှုတ်နေတယ်ပေါ့နော်။တိတ်မပြောပြဘူး။ကျွန်တော်တို့ကခီးတွေတူသွားကြတယ်။စရနောက်ကြတဲ့အတွေ့အကြုံလေးတွေအများကြီးရှိတဲ့ခါကျအဲ့ဒါလေးတွေကိုချပြရင်းနဲ့ဟိုစုံတော့ level လေဘူးဗျာ။တင်မကိုအမှုပညာရှင်တွေကစုံသွားတယ်ဆိုစိတ်မကောင်းတော့ဖြစ်တာပေါ့။ဒါမဲ့လည်းတခုတော့ရှိပါတယ်။ဟိုသူတို့အတွက်အထုတစ်ခုရောယူရမှာဟာ။နောက်အမှုပညာရှင်တွေနေနဲ့ကိုညီတို့လိုပေါ့နော်။တချင်းတွေအများကြီးဖန်တီးပြီးတော့တမိုင်းကြောင်းကောင်းကောင်းနဲ့နှုတ်ဆက်သွားတဲ့အမှုပညာရှင်တွေလိုမျိုးဖြစ်အောင်ကောင်းတဲ့သချင်းတွေပေါ့အများကြီးဖန်တီးတင်တယ်လို့ကျွန်တော်တော့ယူဆပါတယ်တကယ်ပြည်သက်တွေအနေနဲ့လည်းတက်လို့အမှတ်တရဖြစ်နေမယ်သချင်းတွေကိုတပုံတစ်ပုတ်လောက်အောင်မြင်တာနဲ့အားမရပဲနဲ့တဲ့မှာဟိုတမိုင်းကြီးတစ်ခုမှာချပြလို့မကုန်နိုင်အောင်အများကြီးဖန်တီးနေတဲ့အမှုပညာရှင်တွေလည်းရှိပါသေးတာဆိုပြီးတော့သူ့ကိုအားကျပြီးတော့သူ့လိုမျိုးအများကြီးထပ်ဖန်တီးရင်တော့ကျွန်တော်တို့ကိုကြီးကိုလွမ်းအောင်ယူနှက်ပါတယ်ရှိပါတယ်ကျွန်တော်အခုပြောလိုက်တော့အကုန်ပေါ်ကုန်မှာဆိုလို့တချို့ကလေးခြံထားပါနော်ရှိပါတယ်เนาะဒါတော့အဲ့တော့ပြည်သက်တွေအနေနဲ့လည်းကျွန်တော်အဲ့လိုမျိုးစာလေးတွေအမှတ်တရလေးရေးတာလဲတွေ့အောင်မယ်ဖတ်အောင်မယ်လို့ထင်ပါတယ်ပြီးတော့ကျွန်တော်တကူတော့စကားဝိုင်းဆိုပြီးပြောတဲ့အစီအစဉ်မှာလည်းကျွန်တော်ကိုကြီးကြောင်လည်းသတိရတာလေးပေါ့နော်တခါကျကျွန်တော်အိမ်မှာသတိရအနေနဲ့တွေ့နေကြောင်းဆိုလည်းတခါသတိရတာလေးကကိုယ့်အိမ်မှာကျကိုရိုက်ဖြစ်တယ်လေအဲ့လိုမျိုးလေးတွေထူးထူးဆန်းဆန်းတွေ့ရင်လည်းကျွန်တော်ပြောပါအောင်မယ်နော်အဲ့ဒါလေးတွေရိုက်ဖြစ်ပါအချင်းတွေအများကြီးဖန်တီးပြီးတဲ့အမှုပညာရှင်တယောက်အနေနဲ့မရှောင်လာတဲ့လမ်းကိုသွားတာတော့ကျွန်တော်လက်ခံပါတယ်အဲ့သူ့တမိုင်းကိုနောက်ပြန်ကြည့်မယ်ဆိုရင်သူဖန်တီးခဲ့တဲ့ချင်းတွေကဟိုမျက်စိတစုံတဲ့တော့ကိုမျက်စိစုံသွားပြီးတချင်းနာမည်ချရေးမယ်ဆိုရင်မပြီးနိုင်အောင်ဖန်တီးနိုင်တဲ့အမှုပညာရှင်ကြီးငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ခဲ့တယ်10တန်းလောက်တည်းအောင်မြင်ခဲ့တဲ့အတွက်အသက်အရန်မကွာပါမယ်တမိုင်းကြအရန်ကွာသွားတဲ့အမှုပညာရှင်ကြောက်လို့ကျွန်တော်မြင်ပါတယ်ကျွန်တော်အနေနဲ့အများကြီးအတူယူပါမယ်စီနီယာအကိုကြီးတယောက်လေးစားပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်